안녕하십니까? 민글라바. 만나서 반갑습니다. 맞습니다. 저를 잘 모르시는 분들도 계실 수 있으니까 먼저 자기소개하도록 하겠습니다. ဒီမှာရှိတဲ့လူတွေအားလုံးကကျွန်တော်တို့စီမှာပေါ့နော်ကျွန်တော်မသိတီးတဲ့လူလည်းရှိတဲ့နိုင်တယ်တီးတဲ့လူလည်းရှိနေတဲ့ကြောင့်မို့အရင်ဆုံးနှုတ်ဆက်ပေးချင်ပါတယ် 저는 몽반아옹라고 합니다. ကျွန်တော်ကတော့မုံပန်းဆိုမှအုံတို့ခေါ်ပါတယ် 네, 지금 녜마 135개 중축 있는데 네, 녜마에는 135개 중축 있는데 제가 갇힌 쪽이에요. မြန်မာနိုင်ငံမှာပေါ့နော်135လူမျိုးရှိပါတယ်အဲထဲမှာကျွန်တော်ကတော့ကရှင်လူမျိုးဖြစ်ပါတယ် 지금은 여기에 파송된 우리 소혜서 선교사님, 김명수 선교사님 그리고 우리 MRTS 교장 선생님 그 밑에 MRTS 신학교에서 같이 섬기면서 제가 사역하고 있습니다. အခုကျွန်တော်တို့ဒီမှာပေါ့နော်တသနာပြုဆရာဖြစ်တဲ့ဘာsorry so တသနာပြုဆရာနဲ့ခင်ဗျုံစုတသနာပြုဆရာပြီးတော့မှကျွန်တော်တို့ရှိတဲ့ဒီမှာဆရာကြီး branch နဲ့တူတူကအမှုတော်မှာ MRTS မြန်မာနိုင်ငံမှာရှိတဲ့ MRTS မှာမှုတော်စက္ကန့်နေပါတယ် 네, 오늘 성경 본문 로마서 ဒီနေ့နှုတ်ကပတ်တော်ကတော့ယောမ 로마 11장 25절부터 27절입니다. ယောမခန်းကြီး16 제가 한국말을 잘 못해가지고 크게 합독하도록 하겠습니다. ယောမခန်းကြီး16 부탁합니다. မြို့ချက်ရယ် 로마 16장 25절부터 27절. 25နှစ်ပြီးတော့မှအငယ်25နှစ်ပြီးတော့မှ29ဖြစ်ပါတယ်ယောမခန်းကြီး16အငယ်25နှစ်ပြီးမှ29 함께 합독하도록 하겠습니다. 나의 복음과 예수 그리스도를 전파함이 영세전부터 감추었다가 이제 나타나신 바 되었으며 영원하신 하나님의 명령을 따라 선지자를 귀로 말미암아 모든 민족이 믿어 순종하게 하시려 알게 하신 바 그 신진 따라 이 복음이 너희에게 능히 경고하게 하시 이제로 우선 하나님께 예수 그리스도로 말미암아 영광의 세세 무공도로 있을지어다. 아멘. 오늘은 설교가 아니고요. ဒီနေ့ကတော့ကျွန်တော်တို့အေဝိနှုတ်ကပတ်တော်ပြီးတာမဟုတ်ပဲပေါ့နော် 제가 내가 만난 그리스도를 간증하도록 하겠습니다. ဆရာနေပါကျွန်တော်ကနေပြီးတော့မှသခင်ယေတွေ့ခဲ့တဲ့သခင်ယေရှုခရစ်တော်ရဲ့အကြောင်းကိုသက်သေခံဖို့ဖြစ်ပါတယ် 저는 이 가톨릭 배경에서 왔고요. ကျွန်တော်ကတော့ဗောနော်ဒီ Catholic RC နောက်ခံကနေလာခဲ့တာဖြစ်ပါတယ် 제가 2014년도에 이 조금 방황하다가 성경 공부하는데 가서 거기에서 기준 교회에 통해서 복음 처음 들었습니다. 2014ခုနှစ်မှာဗောနော်ပထမဆုံးဒီနှုတ်ကပတ်တော်ကိုလေ့လာဖို့အတွက်ဒီတော့ရွာတစ်ခုမှာဗောနော်မြို့တစ်ခုမှာတက်ပြီးတော့မှကျွန်တော်ကျမ်းစာကျောင်းလိုမျိုးမှာသင်တန်းတက်ခဲ့တာဖြစ်ပါတယ် 그때 천주교에서는 열심히 하나님도 믿고 그리고 열심히 나의 선행 나의 열심히 그렇게 구제도 해야 되고 그런 신학 교리가 있습니다. RC ဘာသာမှာကျွန်တော်ဗောနော်နှုတ်ကပတ်တော်လေးရှိတယ်ဒါပေမဲ့လည်းပဲဘာဖြစ်လဲဆိုတော့ကိုယ်စီကနေမှစူးစမ်းရတယ်ကိုယ့်ဘက်ကနေမှစူးစမ်းအားထုတ်မှအလူဒါနလည်းလုပ်ရတဲ့ဒီလိုမျိုးပုံစံရှိတာဖြစ်ပါတယ် 천주교에서 제가 이 26살까지 다니다가 저도 이 천주교의 가르침과 그렇게 열심히 제가 그렇게 해왔어요. အဲ့ဒီမှာဗောနော်ဒီ RC ထဲမှာဗောနော်ဒီကျွန်တော်ဆိုတော့ဗော14 15 16 19ထိလောက်ဗောနော်ဒီထဲမှာအများကြီးဒီရဲ့တင်းတော်ထဲမှာပါဘူးတော့မှကြိုးကြိုးဆဆနဲ့အသက်ရှင်ခဲ့တာဖြစ်ပါတယ် 나중에는 결론 나는 거는 RC에서는 카톨릭에서는
구원의 확신이 없다라는 것을 찾았습니다. ဒါပေမဲ့နောက်ဆုံးမှာတော့ကျွန်တော်ဘာရှာတွေ့ခဲ့တယ်လဲဆိုတော့ဘောနော်ဒီ RC ထဲမှာဘောနော်ကေတင်ရှင်းစိတ်ရှာမှုဆိုတဲ့အရာမရှိဘူးဆိုတဲ့အရာကိုကျွန်တော်ရှာတွေ့ခဲ့တာဖြစ်ပါတယ် 천주교회는 이 죽은 후에 그 죽은 후 그 사람들 위에 우리 살아남은 사람들이 좀 미사라는 거 있어요. 그 이- 대신 기도해주고 헌금해주시면 그 죽은 영혼이 천국에 갈 수 있다라는 교리가 있습니다. ကျွန်တော်တို့ဒီထဲမှာပေါ့နော်ဒီ RC ဘာသာထဲမှာဆိုဘာဖြစ်လဲဆိုတော့ကျွန်တော်တို့တည်သွားတယ်ပေါ့နော်တည်သွားတယ်ဆိုရင်တည်သွားတဲ့လူတွေအတွက်ကြံခဲ့တဲ့လူတွေကဘာလုပ်ပေးရတယ်လဲဆိုတော့သူ့အတွက်ဆူတောင်းပေးတယ်သူ့အတွက်အလူငွေတွေထည့်ပေးတယ်ဆိုအေးတည်သွားတဲ့ဝိညာဉ်ကကောင်းကင်နိုင်ငံသွားတယ်ဆိုတဲ့ဒီလိုတွင်တင်မှုတွေရှိပါတယ် 그래서 나중에는 제가 이 2014년대 이 복음을 들으면서 복음이 이렇구나라는 거 처음 들었습니다. အဲ့ဒီချိန်မှာ2014ခုနှစ်မှာဆိုတော့ကျွန်တော်ဒီတကယ်စစ်မှန်တဲ့သတင်းကောင်းကိုတွေ့ခဲ့ပြီးတော့အော်စစ်မှန်တဲ့သတင်းကောင်းဆိုတာဒါပါလားဆိုတော့ရက်ကိုနားလေတော့ပေါ်ခဲ့တာဖြစ်ပါတယ် 기존 교회에 있기 때문에 이 지금 우리 다락방가 얘기하는 예수 그리스도의 삼중직가 얘기 그런 복음이 아니었을 거예요. အော်ကျွန်တော်ပုံတာမန်ဒီဆရာတွေနေကြားခဲ့တဲ့တော့တင်းတော်ထဲကနေကြားခဲ့တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီဒါရပန်းကနေပြောတဲ့သခင်ယေရှုခရစ်တော်ရဲ့အမှုသုံးခုဖြစ်တဲ့ယေဘရဟိမင်းဘယင်ဖြစ်တဲ့ပရောဖက်ဖြစ်တဲ့ဆိုတဲ့ဒီအကြောင်းအရာကတော့မပါပါဘူးတဲ့မဟုတ်ပါဘူးတဲ့ 그때 제가 들었던 복음은 예수 그리스도가 길이다. 그리고 진리다. 생명이다. 또 예수 그리스도가 나를 위하여 십자가에 죽으셨다. 그거 얘기하면은 이 예수 그리스도의 선지자과 이 제사장 그런 메시지였어요. ဒီဘောနော်မတိုင်ခင်ကကျွန်တော်အဲ့ချိန်တုန်းကကြားခဲ့တဲ့သတင်းကောင်းကိုကျွန်တော်သခင်ယေရှုခရစ်တော်ကအလင်းဖြစ်တဲ့အသက်ဖြစ်တဲ့လန်ခီဖြစ်တဲ့ဆိုတဲ့အကြောင်းကိုကျွန်တော်ကြားခဲ့တာဖြစ်ပါတယ် 그 후에 제가 이 복음을 조금 발견하니까 하나님께 기도를 달라졌어요. အဲ့ချိန်မှာဘောနော်အဲ့ချိန်မှာကျွန်တော်အဲ့သတင်းကောင်းနဲ့ပတ်သက်ပြီးတော့မှအရင်ဖြစ်တဲ့ကြောင့်မို့စိတ်ဝင်စားရတဲ့ကြောင့်ကျွန်တော်ဆုတောင်းခဲ့တယ်ဘောနော် 2014년에 이 심례를 받고 2014ခုနှစ်မှာဒီပရိဆိုင်ခံနဲ့ 그 후에 제가 하나님께 기도했던 세 가지 있습니다. အဲ့ချိန်မှာသူဆရာကနေပရိဆိုင်ခံတဲ့အခါမှာဖျားခီစင်မှာဆုတောင်းခဲ့တဲ့ဆုတောင်းခံချက်3ခုရှိပါတယ်ဆုတောင်းတဲ့ရ3ခုရှိပါတယ် 지금 얘기하면 하나님 나의 천명, 나의 소명, 나의 천명, 소명, 사명이 뭐냐 그 기도였어요. အဲ့ဒါကဘာလဲဆိုတော့ဖျားခင်ကျွန်တော်ရဲ့ခေါ်ရမှုရှင်ကျွန်တော်ရဲ့ဆေလို့ရမယ့်တာဝန်ကျွန်တော်လုပ်ရမယ့်အရာကဘာလဲဆိုတဲ့အရာဖြစ်ပါတယ် 제가 되고 싶은 거 세 가지 있습니다. အဲ့ဒီမှာကျွန်တော်ကတော့လှုပ်ရှင်တာ3ခုရှိပါတယ် 하나는 တစ်ခုကတော့ 경제 사업가를 되고 싶다. စီးပွားရေးသမားဖြစ်ရှင်နေစီးပွားရေးလှုပ်ရှင်ပါတယ် 하나는 정치인이 되고 싶다. ပြီးတော့မှနောက်တစ်ခုကဘာလဲဆိုတော့အစိုးရဝန်ထမ်းမှာလည်းလှုပ်ရှင်ပါတယ် 하나는 제가 주의 종을 되고 싶다. နောက်တစ်ခုကတော့ဘာလဲဆိုကျွန်တော်ကဘာလို့ရှင်လဲဆိုရင်ကျွန်တော်သခင်ရဲ့အမှုတော်ဆောင်ရှင်ပါတယ် 사실 제가 가장 원했던 건 가장 했던 거는 사업가였어요. တကယ်တော့ကျွန်တော်အဖြစ်ရှင်ဆုံးအရာကတော့ဘာလဲဆိုတော့လုပ်ငန်းရှင်ပေါ့နော်စီးပွားရေးလှုပ်ရှင်တာဖြစ်ပါတယ် 그런데 하나님이 제가 구원을 받은 후 예수 그리스도를 영접한 후에도 좀 흔들린 거 있었어요. အဲ့ဒီမှာဒါပေမဲ့ကျွန်တော်ဒီကေတင်ရှင်းရရှိပြီးတဲ့နောက်ပိုင်းမှာလည်းပဲကျွန်တော်ရင်ခဲ့တဲ့အရာတွေလည်းရှိပါသေးတယ် 그런데 하나님이 잡아주시고 항상 저한테 성경 공부하는데 보내는 거예요. ဒါပေမဲ့လည်းပဲအဲ့လိုမျိုးဖြစ်တဲ့ခါတိုင်းမှာဖျက်တဲ့ခင်ကျွန်တော်ကိုအမြဲတမ်းဖန်ဆွဲထားပြီးတော့မှဒီလိုမျိုးနှုတ်ကပတ်တော်ဝင်ကားတဲ့နှုတ်ကပတ်တော်သင်ကြားပေးတဲ့နေရာတွေကိုအမြဲတမ်းပို့ပေးတာဖြစ်ပါတယ် 제가 신학교 다니려고 할 때 제가 가장 다니고 싶은 그 신학교가 있었어요. အဲ့ဒီမှာကျွန်တော်ဘောနော်ဒီလိုမျိုးကျမ်းစာကျောင်းတက်တဲ့နေရာမှာတော့မှကျွန်တော်အရန်သွားရှင်နဲ့ကျွန်တော်အရန်တက်ရှင်နဲ့တင်ယူရှင်နဲ့ကျမ်းစာကျောင်းတစ်ခုရှိပါတယ် 그게 어디냐? အဲ့ဒါကဘာလဲဘယ်နေရာလေးဆိုရင်ဘယ်နေရာလေးဆိုရင်နော် 우리 가친족들의 신학대학원이었어요. အဲ့ဒါကတော့ဘာလဲကျွန်တော်တို့ဒီကရှင်လူမျိုးကြီးမှာရှိတဲ့ဘောနော်ကျမ်းစာကျောင်းဖြစ်ပါတယ်ကရှင်လူမျိုးတွေကတည်ထောင်ထားတဲ့ကျမ်းစာကျောင်းဖြစ်ပါတယ် 그런데 하나님이 거기에 안 보냈었어. ဒါပေမဲ့လည်းဖျားတဲ့ခင်ကအဲ့ဒီနေရာကိုမပို့ပေးခဲ့ပါဘူး 지금 우리 소혜서 선교사님, 김명수 선교사님 그리고 우리 규장 선생님이 헌신하고 있는 세웠던 MRT 신학교에
저를 2016년에 보내주셨습니다. အခုပေါ့နော်ကျွန်တော်တို့မှာရှိတဲ့ဆိုရီဆိုတနာပြုဆရာနဲ့ကင်မြုံစုတနာပြုဆရာကျွန်တော်တို့ကျောင်းဆရာကြီးဒီအမှုတော်စက္ကန့်နေတဲ့ဒီကျောင်းကြီးမှာကျွန်တော်ကိုပို့ပေးခဲ့ပါတယ်2019 2015လောက်ကပေါ့နော် 그게 정말 복되는 만나이 되었습니다. အဲ့ဒီအရာကဘာလဲဆိုကျွန်တော်အတွက်တကယ်ကိုကောင်းချီးမင်္ဂလာဖြစ်ခဲ့တာဖြစ်ပါတယ် 사실은 저는 많이 연약하기 때문에 주의 종이 되고 싶지 않았어요. ဘယ်လိုလဲဆိုကျွန်တော်ကစားတော့ကတော့ကျွန်တော်ပုံစံကအရန်ကိုအားနေတဲ့တက်ကြောင့်မို့ပေါ့နော်တကယ်ဖျားရခင်ထဲတက်ပေါ့နော်အမှုတော်ဆောင်ဖို့အတွက်ခက်ခဲတယ်ပေါ့နော်မှုတော်လည်းမဆောင်ရှင်ခဲ့ပါဘူးတဲ့ 우리 서선교사님 김명수 선교사님이 2017년대 이 선교대회에 돌아온 후에 저희 몽반이가 더 신학기 공부해서 그렇게 하면이 목사가 되면이 좋겠다라고 저한테 그런 말씀이 주셨어요. 2019ခုနှစ်မှာရှိတဲ့ကျွန်တော်တို့ရဲ့တသနာပြုဆရာတွေကဒီ conference တခုဒီတသနာပြု conference ကိုတက်ပြီးတော့မှပြန်လာတဲ့အခါမှာကျွန်တော်ပြောတယ်ပေါ့နော်ကျွန်တော်မုံဖောင်ကတော့ဒီကိုရီးယားမှာသွားမှကျန်းစာကျောင်းတက်ပြီးတော့မှတင်ရုပ်ဆရာဖြစ်တယ်ဆိုတော့ပိုကောင်းမယ်ဆိုမှပြောလာပါတယ် 그런데 저는 사실은 이 한국말이 다시 배우기가 저한테는 너무 큰 짐이었어요. အဲ့ဒီပေါ့နော်အဲ့လိုဖြစ်ပေမဲ့လည်းကျွန်တော်တို့ဒီကိုရီးယားဘာသာစကားလေ့လာရတဲ့ຢာကကျွန်တော်တို့တကယ်အကြီးကြီးဝင်ထုတ်ဝင်ဖို့တခုဖြစ်ခဲ့တယ်ပေါ့နော် 그래서 저는 별로 기도 안 했습니다. အဲကြောင့်မို့ဆရာကျွန်တော်ကတော့တိတ်ပြီးတော့မှအဲ့ဒီအတွက်စုတိတ်မတောင်းခဲ့ပါဘူးတဲ့ 그런데 지금 알고 보니까 하나님이 주권적으로 저를 움직게 하셨어요. အခုကြည့်တဲ့အခါမှာပြန်မှအဲ့ဒီအချိန်တွေကိုပြန်လေးကြည့်တဲ့အခါမှာအော်ဖျားခင်ကကျွန်တော်ကိုသူ့ရဲ့အာနာဆက်ထဲမှာပေါ့နော်ဒီလောက်ပိုင်ချင်းထဲမှာအားလုံးဖျားခင်ကအားလုံးဆွဲခေါ်သွားခဲ့တာကိုတွေ့ရပါတယ် 제가 얼마 전에 목사 안수 받는데 ကျွန်တော်မကြခင်ကမှပေါ့နော်ကျွန်တော်တင်းအောင်လက်တင်ဆူတောင်းရှင်ခံရတယ် 사실은 저는 지금 짧은 시간에 목사가 되는 거 목사 안수 받는 거 원하지 않았어요. တကယ်တော့ကျွန်တော်အနေနဲ့ကျင်းပြောမယ်ဆိုပေါ့နော်တကယ်ဒီအချိန်တိုတွင်းလေးမှာဒီအတေးအုပ်ဆရာတယောက်ပေါ့နော်အနေနဲ့အဲ့လိုမျိုးလက်တင်ဆူတောင်းခံရတဲ့အရာအတွက်ကျွန်တော်အဲ့ဒီအတွက်ကျွန်တော်အလိုမရှိပါဘူး 전도자 생활을 오래 하다가 5년 정도 하다가 안수 받고 싶었어요. တကယ်တော့ပေါ့နော်ဒီလိုမျိုးတာသနာအဝင်ကလေးပြိုးတဲ့သူတယောက်အနေနဲ့ပဲ9နှစ်လောက်ပေါ့နော်4နှစ်5နှစ်လောက်နေမှအများကြီးအဝင်ကလေးပြိုးရင်းနဲ့အဲ့လိုမျိုးနေမှပဲကျွန်တော်ကအလိုရှင်ခဲ့တာဖြစ်ပါတယ် 목사 안수 받은 후에 하나님께서 제 마음에 주셨던 이 말씀이라고 할까요? 하나님의 음성이 있었어요. အဲ့ဒီထက်မှာပေါ့နော်ဒီလိုမျိုးတင်ရုပ်လက်တင်ဆူတောင်းပေးတဲ့ခါမှာဘုရားကကျွန်တော်ကိုပြောတဲ့တိုးထိတဲ့နှုတ်ကပတ်တော်တစ်ခုပေါ့နော်ဘုရားရဲ့အတန်တော်တစ်ခုရှိပါတယ်ကျွန်တော်ကြားခဲ့ပါတယ် 너는 내 것이다라는 것입니다. အဲ့ဒါကတော့ဗာလဲဆိုမင်းကငါရဲ့ပိုင်ဖြစ်တယ်ငါရဲ့လူဖြစ်တယ် 그래서 어렸을 때부터 지금까지 왔다가 하나님의 주권라는 거 인정했어요. အဲ့ကြောင့်မို့လွန်ခဲ့တဲ့အချိန်တွေကနေပါခုချိန်ထိထဲမှာပေါ့နော်အရာအလုံးကဘုရားခင်ရဲ့အရှုပ်ရှာအာနာထဲမှာရှိပါလားဆိုတဲ့ရက်ကိုကျွန်တော်အလုံးဝလက်ခံနိုင်ပါပြီတဲ့ 오늘 말씀에 봤을 때 바울이 이렇게 말했어요. ဒီထဲမှာဒီနေ့နှုတ်ကပတ်တော်ကိုကြည့်တဲ့ခါမှာဆိုရင်လည်းပေါလုကဒီလိုပြောခဲ့တာပေါ့နော် 이 복음이 나의 복음이라고 하셨습니다. ဒီနှုတ်ကပတ်တော်ဒီတည်င်းကောင်းငါရဲ့တည်င်းကောင်းဖြစ်တယ်ငါပိုင်ဖြစ်တယ် 우리 이 복음이 나의 복음이라고 고백할 때 어떤 어감이 있습니까? တင်တို့ရောအားလုံးပေါ့နော်ဒီတည်င်းကောင်းကိုငါရဲ့တည်င်းကောင်းဖြစ်တယ်လို့ဒီလိုမျိုးဝန်ခံတဲ့အခါမှာဘယ်လိုမျိုးခံစားချက်တွေဖြစ်လာလဲတော့မသိဘူးပေါ့ 저는 이 복음을 알았지만 복음이 내 것이 안 됐습니다. ကျွန်တော်ကတော့အိမ်တော့ကပေါ့နော်တည်င်းကောင်းကိုတီးခဲ့ပေမဲ့ဒီတည်င်းကောင်းကိုပေါ့နော်တီးုံပဲတီးခဲ့မှာကိုယ့်အပိုင်မဖြစ်ခဲ့ပါဘူးတဲ့ 제가 어렸을 때 여기에 렘넌트들을 봤을 때 제 생각에 있는 거 하나 있어요. ကျွန်တော်ဒီအိမ်တော့ကပေါ့နော်ဒီ remnant conference ကိုကြည့်တဲ့အခါမှာဒီပွဲကျွန်တော်စမ်းမိရတာတစ်ခုရှိပါတယ် 어렸을 때 미만은 복음이 없고 제가 이 카톨릭 배경이니까 엄청 어려웠어요.
ဘာလဲဆိုတော့အဲ့ဒီငယ်ငယ်တော့ကတော့ဘာလဲဆိုတော့ဒီမြန်မာနိုင်ငံရဲ့အခြေအနေကလည်းပဲစိုးတယ်ပြီးတော့မှတကယ်အနောက်ခံဖြစ်တဲ့ဒီ RC ရဲ့နောက်ခံကလည်းပဲတကယ်ကိုအရန်ကိုခက်ခဲတဲ့အခြေအနေဖြစ်ပါတယ် 제가 시구에 살았어요 어렸을 တ 때. ကယ်တော့ငယ်တော့ကကျွန်တော်ကတော့ဘာနော်တကယ်တော့ရွာမှာနေခဲ့တာဖြစ်ပါတယ် 12살까지. 12နှစ်လောက်ပေါ့နော်တော့ရွာမှာနေခဲ့တယ် 제 아버님이 제가 10살에 돌아가셨어요. ကျွန်တော်ရဲ့အဖေကတော့ကျွန်တော်10နှစ်လောက်မှဆုံးသွားပါတယ် 어머니 어머님이 계시는데 어머님이 아버지가 돌아가신 때 좀 뱃속에 아기가 있었어요. ပြီးတော့မှအဖေကဆုံးသွားတဲ့ခါမှာအမေကြံခဲ့တယ်လို့အမေကမှလည်းပဲအမေရဲ့ပိုက်ထဲမှာလည်းပဲကလေးတစ်ယောက်နဲ့ဖြစ်တာပေါ့နော် 엄청 어려웠어요. တကယ်ကိုအဲ့လိုမျိုးအခြေအနေဖြစ်တဲ့အတွက်ကြောင့်မို့အရန်ကိုခက်ခဲခဲ့ပါတယ် 제가 가정의 모든 것이 때를 따라 다 해야 돼요. အဲ့ခါမှာကျွန်တော်ဒီမိသားစုရဲ့ခက်ခဲရှင်အားလုံးကိုကျွန်တော်လိုက်ပြီးတော့မှခံစားခဲ့ရတယ်ပေါ့နော် 복음이 없으니까 하느님께로 어떻게 힘이 가지고 이 어려운 상황에 이겨야 되는지 몰랐어요. အဲ့ခါတော့ငါဆိုလဲဆိုတရင်ကောင်းလည်းမရှိဘူးတရင်ကောင်းလည်းမသိတဲ့ကြောင့်မို့ဖြစ်လဲဆိုတော့ကျွန်တော်ရဲ့တက်တာထဲမှာဒီလိုမျိုးခက်ခဲတဲ့ရှင်တွေကိုဘယ်လိုကြော်ဖြတ်ပြီးတော့မှအသက်ရှင်ရမလဲဆိုတာလည်းမသိခဲ့ပါဘူး 울었고 울었어요. ငိုခဲ့တယ်အများကြီးငိုခဲ့တယ် 그래서 제가 여기에 있는 렘넌트들을 봤을 때 노시드는 엄청난 복을 받은 친구들이에요. အကြောင်းမို့ဒီမှာရှေ့ remnant တွေကိုနော်ကျွန်တော်တွေ့တဲ့ခါမှာကြည့်တဲ့ခါဒီတို့တွေကအရန်ကိုပေါ့နော်နှုတ်ကပတ်တော်ကိုအများကြီးရတဲ့သူတရင်ကောင်းကိုအများကြီးရတဲ့သူတွေကောင်းခြင်းမင်္ဂလာရှိတဲ့သူတွေဖြစ်တယ်ဆိုတော့ကိုမြင်ရပါတယ် 또 제가 얼마 전에 지난 화요일에 한국에 들어왔어요. ကျွန်တော်ဒီပေါ့နော်လွန်ခဲ့တဲ့အင်္ဂါနေ့မှာကိုရီးယားကိုရောက်လာခဲ့တယ် 미얀마는 공기 안 좋아요. မြန်မာမှာတော့လုံးဝဒီပြောရှင်တာလေထုမကောင်းပါဘူးတဲ့လေထု 한국에도 좋지 않지만 미얀마보다는 나아요. ကိုရီးယားမှာတော့ပြောတဲ့လောက်မဟုတ်ပေမဲ့လည်းဒါပေမဲ့မြန်မာထက်ကတော့ပိုကောင်းပါတယ်တဲ့လေထု 날씨도 좋고 ရာသီဥတုလည်းကောင်းတယ် 미얀마는 40도예요 지금. အခုမြန်မာမှာအပူချိန်က44ဒီဂရီရှိပါတယ် 전기 안 들어와요. ပြီးတော့မှလက်စစ်မီလည်းမရဘူး 하루에 4시간만 와요. တနေ့မှာ ၄ 4 시간 နိုင်လောက်ပဲပေါ့နော်လက်စစ်မီရတယ် 4시간 왔다가 다시 4시간 끊어줘요. နောက်ထပ်4နိုင်လာပြီးတော့မှ4နိုင်ပြတ်သွားတယ် 제가 들어왔을 때 한국 엄청 춥다. အကြောင်းကိုရီးယားကိုပြန်ရောက်လာတဲ့ခါမှာဆိုရင်ကျွန်တော်စဉ်းစားပြီးတော့ကိုရီးယားအရန်ကိုကောင်းတာပဲ 제가 얘기하고 싶은 건 뭐냐 하면 ကျွန်တော်ဘာပြောချင်တာလဲဆိုရင်တော့ 노시드는 영육간에 다 복을 받는 사람들이에요. ဒီမှာရှေ့ရမနဲ့တင်တို့တွေကဘာလဲဆိုတော့ဝိညာဉ်ပိုင်းမှာကိုကာယပိုင်းမှာတကယ်ကောင်းခြင်းမင်္ဂလာရှိတဲ့သူတွေဖြစ်ပါတယ်တရင်ကောင်းရှိတဲ့သူတွေဖြစ်ပါတယ်ဆိုတာကိုပြောပြချင်တာဖြစ်ပါတယ် 행복하십니까? ဝမ်းမြောက်ပါသလား 네, 행복해야 돼요. ဟုတ်ပါတယ်ဝမ်းမြောက်ရပါမယ် 특히 오늘 행복해야 돼요. ဒုတိယဖြစ်ဒီနေ့ဝမ်းမြောက်ရမှာဖြစ်ပါတယ် 선교 축제 있잖아요. ဒီနေ့ကဘာလဲဆိုတော့သာသနာပြုပွဲတော်ဖြစ်ပါတယ် 오늘 바울이 복음이 나의 복음이라고 하셨어요. ဒီနေ့ပေါလုကဆိုရင်တရင်ကောင်းငါရဲ့တရင်ကောင်းဖြစ်တယ်ဆိုမှသူဝန်ခံနေတယ် 이 복음이 나의 것이 되면 행복합니다. ဒီတရင်ကောင်းငါရဲ့အပိုင်ဖြစ်တယ်ဆိုရင်ကျွန်တော်တို့ကဝမ်းမြောက်လာမှာဖြစ်ပါတယ်ပျော်ရွှင်လာမှာဖြစ်ပါတယ် 이 복음이 나의 것이 안 되면 ဒီတရင်ကောင်းငါရဲ့တက်အပိုင်မဟုတ်ဘူးဆိုရင် 들었지만 나의 것이 안 되면 ကြားပဲကြားတယ်ကိုယ့်အပိုင်မဟုတ်ဘူးဆိုရင် 평생 고생해요. တစ်သက်လုံးကျွန်တော်တို့ပြင်ပန်းခက်ခဲနဲ့အသက်ရှင်ရပါလိမ့်မယ် 제가 지금 좀 전도사 이 사역자 되다 보니까 ကျွန်တော်နော် 사역해 보니까 ဘောနော်အမှုတော်ဆောင်တဲ့ခါမှာဘောနော် 복음이 나의 것이 안 되면 ဒီတရင်ကောင်းကကိုယ့်အပိုင်မဖြစ်ဘူးဆိုရင် 힘도 없습니다. ခွန်အားလည်းမရှိပါဘူးတဲ့ 다른 사람에게도 변화시킬 수 없습니다. ပြီးတော့မှတခြားလူတွေကိုလည်းကျွန်တော်တို့ကပြောင်းလဲစေနိုင်မဲ့လူမဟုတ်ပါဘူးပြောင်းလဲစေနိုင်မဲ့သူမဖြစ်နိုင်ပါဘူး 우리가 가진 언약에 ကျွန်တော်တို့ကင်ဆွဲဒီပြင်တရားမှာ 아무리 외치해도 အဲ့ဒီပြင်တရားကိုကင်ဆွဲမှာဘလောက်ပဲကျွန်တော်တို့ကြွေးကြော် 복음이 나의 것이 안 되면 တရင်ကောင်းကိုယ့်ရဲ့အပိုင်မဟုတ်ဘူးဆိုရင် 헛수예요. အလားလုံးကဘာဖြစ်လဲဆိုအရှင်းနေတဲ့တက်တာဖြစ်ပါတယ် 그래서 두 번째로 ဒုတိယအနေနဲ့ပေါ့နော် 나의 기도를 포럼하도록 하겠습니다. ဘာလဲဆိုတော့ငါရဲ့ဆုတောင်းခြင်းဆိုရတဲ့ပတ်သက်ပြီးကျွန်တော်တို့တူခံယူရအောင် 기도라고 할 때 ပြောရမှာပေါ့နော် 이
이 다른 종교에서도 기도가 있습니다. တခြားဘာသာတရားတွေမှာလည်းပဲဒီဆုတောင်းကြတယ်ဆုတောင်းရှင်းဆိုတာရှိကြတယ် 그런데 우리가 제가 깨달았던 거는 ဒါပေမဲ့ဒီဆုတောင်းရှင်းလို့ထဲမှာကျွန်တော်အဲ့ဆုတောင်းရှင်းတဲ့ပတ်သက်ပြီးမှကျွန်တော်နားလေသွားတဲ့အရာရှိပါတယ် 기도가 ဆုတောင်းရှင်းက 이렇게 올라가는 것이 아니라 ဒီလိုမျိုးတက်သွားတဲ့အရာအောက်ကနေအပေါ်တက်သွားတဲ့အရာမဟုတ်ပါဘူး 이렇게 내려가는 것이다. ဘာလဲဆိုအပေါ်ကနေအပေါ်မှာအောက်ကိုဆင်းလာတယ်ဆိုမှ 하나님이 주시는 기도 제목을 가지고 ဘာလဲဆိုဘာလဲဘုရားခင်ကပေးတဲ့ကျွန်တော်တို့တက်ပေးတဲ့ဒီဆုတောင်းရှင်းကောင်းစဉ်ကိုကင်ဆွဲပြီးတော့မှ 기도하는 것이 ဆုတောင်းဒီဆုတောင်းရှင်းကောင်းစဉ်ကိုကင်ဆွဲမှဆုတောင်းတဲ့အရာဆိုတော့ 참 기도이다. ဒါစစ်မှန်တဲ့ဆုတောင်းရှင်းဖြစ်ပါတယ် 예수 그리스도는 သခင်ယေရှုခရစ်တော်ဟာဆိုတော့ 예수 그리스도의 공생애에 သခင်ယေရှုခရစ်တော်သူ့ရဲ့ဘုံတော်တတ်တော်စင်ကာလတွေမှာ 가르쳤던 거 하나 있어요. သင်ပေးခဲ့တဲ့အရာတစ်ခုရှိပါတယ် 그거 알아. 주기도문이에요. အဲ့ဒါကဘာလဲဆိုတော့ 파트나로. ပထနာတော်ဖြစ်ပါတယ် 그래서 그래서 이 기도가 하나님의 나라 이 땅에 임하도록 기도하라고 하셨습니다. အဲ့ဒီထဲမှာအဲ့ဒီပထနာတော်ထဲမှာပါလဲဆိုတော့ဘုရားခင်ရဲ့နိုင်ငံတော်ကဒီမြေပေါ်မှာတက်ရောက်ပါစေဆိုမှဆုတောင်းပါသင်ပေးခဲ့တယ် 그래서 지금은 저의 기도 제목은 하나님이 이 땅에 하시고자 하는 그 일이 뮌마 땅에 하시고자 하는 그 일이 임하도록 기도합니다. အကြောင်းမို့အခုကတော့ဘောနော်ကျွန်တော်ရဲ့ဆုတောင်းရှင်ကဘာလဲဆိုတော့ဒီဘုရားခင်ရဲ့နိုင်ငံတော်ကဘုရားခင်ဖြစ်စေရှင်တဲ့အရာကဒီမြန်မာနိုင်ငံမြေပေါ်မှာဒီမြေကြီးပေါ်မှာတက်ရောက်ပြီးမှဘုရားအမှုပြုပါဆိုမှဒီဆုတောင်းရှင်ကိုကျွန်တော်ဆုတောင်းနေပါတယ် 마지막 한 가지만 နောက်ဆုံးတစ်ခု 얘기하겠습니다. အနေနဲ့ကျွန်တော်ပြောရှင်မယ့်အရာကတော့ 나의 전도예요. ကျွန်တော်ရဲ့အဝင်ကလေးပြုရှင်ဖြစ်ပါတယ် 전도도 내가 하는 전도가 말고 ဘာလဲအဲ့ဒီအဝင်ကလေးပြုရှင်ကျွန်တော်ငါရဲ့အဝင်ကလေးပြုရှင်ပေါ့နော်အဲ့ဒါကလည်းဘာလဲဆိုတော့ဒီအဝင်ကလေးပြုရှင်ကလည်းကိုကလှုပ်တဲ့အဝင်ကလေးပြုရှင်မဟုတ်ပါဘူး 하나님이 하셔야 됩니다. ဒီအဝင်ကလေးပြုရှင်ဟာဆိုလဲဘုရားကလှုပ်ရမယ့်အရာဖြစ်ပါတယ် 류광서 목사님이 이렇게 말씀하셨어요. ဆရာလူကနေမှဒီလိုမျိုးပြောခဲ့တယ်ပေါ့နော် 전도는 하는 것이 아니다. အဝင်ကလေးဆိုတာလှုပ်တဲ့အရာမဟုတ်ဘူး 보는 것이다. ကြည့်တဲ့အရာဘုရားကလှုပ်တဲ့အရာကိုမြင်လဲအရာ 그래서 저는 처음 복음을 받을 때 အဲကြောင့်မို့ကျွန်တော်ဆိုပထမဆုံးအဝင်ကလေးကိုဒီတရင်ကောင်းကိုဒီရရှိလာတဲ့ခါမှာဖြစ်လေဆိုတော့ 막 다니고 전도했어요. အများကြီးသွားလာပြီးတော့မှအဝင်ကလေးပြုခဲ့တယ် 신학교 다닐 때도 ဒီအကြောင်းသိနေလည်းပဲ 막 다니고 အဲ့လိုမျိုးပေါ့နော် 전도했어요. အများကြီးဟိုသွားဒီသွားပြီးမှအဝင်ကလေးပြုခဲ့ပါတယ် 그런데 지금 보니까 ဒါပေမဲ့လည်းအခုပြန်မှကြည့်လိုက်တဲ့ခါမှာဆိုတော့ 지금은 막 다니고 그렇게 전도하지 않습니다. အခုလိုမျိုးဟိုသွားဒီသွားပြီးတော့မှအဝင်ကလေးပြုတာမဟုတ်တော့ဘဲနဲ့ 류 목사님이 이렇게 말씀하셨어요. အဲ့လိုမျိုးပေါ့နော်ဆရာလူကနေပြီးမှဒီလိုပြောခဲ့ပါတယ် 선교하려면 တဒနာပြုမယ်ဆိုရင် 전도하려면 အဝင်ကလေးပြုမယ်ဆိုရင် 300% 준비하라고 ဘာလဲဆိုတော့ 하셨습니다. 300 ရာခိုင်နှုန်းကိုပြင်ဆင်ထားပါ 저는 하는 것보다 하나님이 하시는 거 보고 싶습니다. 아자모- 하나님께 기도하고 있습니다. ကြောင့်မို့ကျွန်တော်ဆိုခုပါဆူတောင်းနေတယ်ဆိုတော့ကျွန်တော်လှုပ်တဲ့အချက်ဖျားကပြုတ်တဲ့ဒီအရာတွေကိုကျွန်တော်မြင်ရှင်းပါတယ်ဆိုမှဆူတောင်းနေပါတယ် 그래서 하나님이 제 마음 생각 모든 것이 주관하여 주시고 ပြီးတော့မှကျွန်တော်ဗာလဲကျွန်တော်ရဲ့ဖျားလေးခင်ကိုဆူတောင်းနေရတဲ့ခုဗာလဲဆိုတော့ကျွန်တော်ရဲ့ခန္ဓာစိတ်ဝိညာဉ်ကျွန်တော်စဉ်းစားချက်အားလုံးကိုဖျားကထိန်းချုပ်မှသွေးဆောင်ပေးဖို့ 하나님이 하시고자 하는 그 일이 ပြီးတော့မှဖျားကလှုပ်ရှင်တဲ့အရာတွေကိုအဲ့ဒီအလုပ်တွေကိုလည်းပဲ 내가 하게 하옵소서. ကျွန်တော်ကိုလှုပ်စေတော်မူပါ 그리고 선교사님들하고 ပြီးတော့မှကျွန်မရှိတဲ့တဒနာပြုဆရာတွေနဲ့ 같이 အတူတူပေါ့နော်တူလုံနိုင်ဖို့ 뮌마 135개 종족에 ပြီးတော့မှလူမြန်မာမှာရှိတဲ့135လူမျိုးတွေ 곳곳에서 망대를 세우게 하옵소서. အဲ့ဒီလူမျိုးတွေရှိတဲ့နေရာတိုင်းမှာဘာဖြစ်လဲဆိုတော့ပြောရှင်ရဲတိုက်ကိုတိဆောက်နိုင်ဖို့အတွက်ဆုတောင်းပါတယ် 이렇게 기도하고 있습니다. အဲ့လိုမျိုးဆုတောင်းနေပါတယ် 시간상 이상으로 제가 말씀이 마칩니다. 감사드립니다. ဒီလောက်နဲ့ပဲကျွန်တော်ဆုံးသက်ရှင်ပါတယ်ကျေးဇူးတင်ပါတယ် 네,
이제 시간이 많이 없지만 그래도 이렇게 이 자리에 와주신 선교사님 두 분과 그리고 여기 현지 목회자분들 함께 모시고 저희가 함께 짧지만 함께 이야기해보는 시간 갖도록 하겠습니다. 앞으로 저는 나와주세요. အချိန်မရှိပေမဲ့ပေါ့နော်ဒီမှာ 앞으로 ဒီနေ့ရောက်ရှိလာကြ 나와주세요. တဲ့အမှုတော်ဆောင်နေတဲ့သဒ္ဒနာပြုဆရာနဲ့ကျွန်တော်ကျောင်းဆရာတွေကိုကျွန်တော်ခဏလောက်နှုတ်ဆက်တဲ့မိတ်ဆက်တဲ့အစီအစဉ်လေးလုပ်ရှင်ပါတယ် 네, 저희가 먼저 조금 질문을 몇 가지 준비했지만 저희가 이제 또 본당을 올라가야 돼서 좀 줄여서 몇 가지만 좀 여쭤보도록 မေ 하겠습니다. းခွန်းမေးရှင်တယ်ပေါ့နော်အဲ့ထက်မှခဏလေးတွားရောက်မယ်ဆိုတော့ကျွန်တော်မေးခွန်းနည်းနည်းလောက်ပဲမေးရှင်ပါတယ် 현재 언약으로 붙잡은 말씀이 무엇인지 말씀해 주시면 좋을 것 같습니다. အခုပေါ့နော်အခုတလောပေါ့ကျွန်တော်တို့နှုတ်ကပတ်တော်ကင်ဆွဲတဲ့နှုတ်ကပတ်တော်ပြင်ညင်နှုတ်ကပတ်တော်ပါရှိလဲအဲ့ဒါကဘာများဖြစ်လဲဆိုတော့ကျွန်တော်သိရှင်ပါတယ်ကျွန်တော် 언약은 이제 우리 하나님께서 창세기 3장 15절에 그 말씀에 언약을 십자가상에서 이루시고 아직 그 약속이 이루어지지 않은 것이 한 가지 있잖아요. 그것은 뭐냐면은 이제 예수님께서 이제 승천하시면서 우리에게 지상 명령을 주셨어요. 그러니까 마태복음 28장에 이제 우리 하나님의 자녀들에게 지상 명령을 주신 것이 뭐냐면 너희들은 이렇게 모든 족속에 가서 그 하나님과 아들과 성령의 이름으로 세례를 주고 그래서 예수님께서 이 땅에서 하신 일을 우리가 이제 우리에게 내가 하던 일을 너희들이 하나님이 오실 때까지 너희들이 해라. 그래서 우리에게 명령을 주셨고 또 그 명령을 이제 우리가 수행해야 할 그런 책임이 이제 있어요. 그리고 그래서 이제 주님이 약속하셨어요. 이제 오시겠다고 그 오시는 길을 예비하기 위해서 그래서 우리가 이제 제자 삼고 하나님이 하시던 우리가 복음도 전하고 귀신도 내쫓고 병도 고치고 예수님 하시던 일들을 우리에게 분부하신 것이 우리의 언약이 되어 있습니다. 우리 마주 그래서 여기 계신 우리 미얀마의 이 사역자들 다 목사님 또 우리 여기 계신 분은 한국의 저 칼빈 신학 대학을 나와가지고 지금 목회를 잘하고 계시고 또 우리 교장 선생님은 나랑 20년이 넘도록 같이 미얀마 선교를 위해서 같이 헌신하고 있고 또 우리 몽반 저 목사님은 한 2달 전에 목사 안수를 받고 여기 RTS에서 공부하고 그래 빨리 끝내라 그러니까 내가 여기 두 분한테도 한번 물어보시면 좋을 것 같아요. 대답해 주시면 좋을 것 같아요. 붙잡은 말씀, 붙잡은 언약 같은 거. ကင်ဆွဲတဲ့နှုတ်ကပတ်တော်ပါရှိလဲမသိဘူးတဲ့မဟန်ကိုရနန်ကမ္ချေကိုပတ်တယ် shimade krimen kan yi sacha nge sacha ma kan su pedu won kan de ko ro di katro di u do သက်ရှင်တော်မူသောဖျားတင်သားတော်ဖြစ်ကြောင်းဝန်ခံပါတယ် 마태복음 16장 16절입니다. 주님 그리스도시요 하나님의 아들입니다. 라는 말씀을 붙잡고 있습니다. နှစ်ချက်တော့ရှိတယ်ပေါ့နော်ပထမတစ်ချက်ကမဿဲ28 19ကနေ20ဖြစ်ပြီးတော့တမန်တော်ဝတ္ထုခန်းကြီး1အငယ်10ဖြစ်ပါတယ် 두 개 있습니다. 하나는 마태복음 8장 19절에서 20절입니다. 그러면 한 분씩 미얀마의 복음화를 두고서 기도하시는 내용이나 이런 것들 알려주시면 좋을 것 같아요. ပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့မြန်မာနိုင်ငံအတွက်အေဝံဂေလိပြန်နေဖို့အတွက်ဆုတောင်းတဲ့အရာပေါ့ဆုတောင်းခံချက်ရှိလားရှိအဲ့ဒီရဲ့ဆုတောင်းခံချက်ဘာဖြစ်မလဲ 저는 지금
우리 서 선교사님이 말씀하셨던 것도 붙잡고 있고요. 그거 뭐냐면은 미얀마 복음화 되려면 제자이다. 제자는 핵 같은 폭발력이 있는 것이다라는 거 미얀마 135개 종족의 망대가 세우게 하옵소서라는 것이 저의 기도 제목입니다. နေရာတိုင်းမှာပေါ့နော်ရေတိုက်တိဆောက်ဖို့အတွက်အရာကကျွန်တော်ရဲ့ဆုတောင်းခြင်းဖြစ်ပါတယ် ဆုတောင်းချက်၃ခုပြောချင်ပါတယ် ဆုတောင်းချက်၃ခု기도 제목이 3개 있습니다. ပထမတစ်ခုကခရစ်တော်ကိုရရှိတဲ့ကလေးတွေဖြစ်ဖို့ 하나는 우리 아이들이 우리 렘넌트들이 준 예수 그리스도를 만나는 제자가 되기 위해서 သူတို့ရဲ့ကောင်းကြီးတွေကိုဘုရားသခင်ကိုအကောင်းဆုံးဆက်ကပ်တတ်တဲ့ကလေးတွေဖြစ်ဖို့ 그리고 그 렘넌트의 그 탤런트로 하나님 위해서 섬기는 제자가 되기 위해서 သူတို့ကိုယ်တိုင်သာသနာပြုတွေဖြစ်ဖို့ 그리고 그 렘넌트가 나중에 선교자가 되기 위해서 기도입니다. ကျွန်တော်ရဲ့စတောင်းငါကျတော့ဒီ2026 29ပေါ့ဒီစာသင်နှစ်မှာစစ်မှန်သောတပည့်တော်တွေကိုဒီတပည့်တော်ဖြစ်ဖို့အကြောင်းတော်ကိုပို့ဆောင်ပေးဖို့ဒီအတွက်စတောင်းပေးဖို့ဖြစ်ပါတယ် 저의 기도 제목은 오늘 2026년의 그 스미스타에서 신학교 스미스타에서 그 샴 제자를 깨울 수 있도록 기도합니다. 기도를 부탁드립니다. 이제 그 선교사가 해야 할 일은 뭐냐면 현지에 가서 현지인들을 제자화해서 그 제자들이 미얀마 복음화를 위해서 복음화를 위해서 사역할 수 있도록 하는데 미얀마는 135개 종족이 있고 미얀마 부근에 5개의 나라가 있는데 그 5개 나라에 가장 미전도 종족들이 분포되어 있는 아주 선교적으로 가장 중요한 그 지역에 있습니다. 그래서 제자 훈련하고 또 우리 RT들을 또 한국에 보내서 교육시키고 그래서 그들이 가서 이제 그 사회의 그 리더들이 될 수 있도록 이제 그를 위해서 기도하고 있습니다. 또 저도 예비된 제자들 만나게 해주시고 또 예비된 제자들을 참 제자로 키워낼 수 있게 하나님께서 능력 달라고 기도하고 있습니다. 너도 나한이 기도 제목. 저의 기도 제목은 나중에 그 렘넌트를 저도 렘넌트니까 나중에 더 그런 참 렘넌트를 저도 키우고 싶어요. 그래서 이런 렘넌트를 제가 같이 키울 수 있게 기도 부탁드립니다. 감사합니다. 네, 감사합니다. 저희가 또 위로 올라가야 돼서 네. 조금 시간이 촉박한데 오늘은 여기까지 네, 마무리하도록 디니어 하겠습니다. 디티바베 지금 시작. 네, 감사합니다. 감사합니다. 네.